အားလုံးသောကြည့်ရှုသူပေးတဲ့အပေါင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆွေတို့အတွက်ကံမီယအစီအစဉ်လေးတစ်ခုလာပြီးပြောရခြင်းဖြစ်ပါတယ်အဲ့ကံမီယအစီအစဉ်လေးကမိတ်ဆွေတို့ရဲ့ပိတ်ဆို့နေတဲ့စီဝါလလာပါတွေကိုတိုးပွားစေလိမ့်မယ်လို့ကျွန်တော်ယုံကြည်စွာနဲ့တိုက်တွန်းပြီးတော့ဒီပို့လေးကိုတင်လိုက်ရတာဖြစ်ပါတယ်ကျွန်တော်တို့ခင်မကောင်းတော့အခါကြတော့မိတ်ဆွေတို့ရဲ့အိမ်ဝင်တကားကိုအမြဲတစေလောက်ပိတ်ထားကြလိမ့်မယ်လို့ထင်ပါတယ်ထို့သို့ပိတ်ထားခြင်းအပြင်မိတ်ဆွေတို့ရဲ့စီဝါလက်လာပါတွေဟာဝင်သင်းသလောက်မဝင်လာခြင်းကိုကြုံရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့လက်လာပါတွေဟာပိတ်ထားတဲ့တခါကြောင့်အတားအဆီးဖြစ်ပြီးတော့မဝင်ရခြင်းဖြစ်ပါတယ်။အဲ့ဒါကိုဖြည့်ရှင်းတဲ့နည်းလေးတစ်ခုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ထိုနည်းလေးကတော့ဆရာတော်တာမညဆရာတော်ဗန္ဒနာဝိနည်းဤအခါရွေးနည်းလေးနဲ့တိုက်စစ်ပြီးမှကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆရာတော်ဘုရားကြီးမိတ်ဆိုခဲ့တဲ့အခါရွေးနည်းထဲမှာမုတ်ဆိုးရွှေရာဂိမ်းဆိုတဲ့အခါရွေးနည်းလေးချိန်ပါပါတယ်အဲဒီမုတ်ဆိုးရွှေရာဂိမ်းမှာတနင်္ဂနွေနေ့ဆိုရင်မနေ့10:49မိနစ်မှနေကင်းတနာရီ12မိနစ်အတွင်းမိုးဆိုးရွှေရခင်းရှိပါတယ်။အဲဒီမိုးဆိုးရွှေရခင်းမှာဆိုရင်စီဝါလက်လာပါတွေစတင်လောက်ကင်မဲ့ဆိုရင်ပို့ပြီးတော့အောင်မြင်ထက်မြက်ပါတယ်။ဟုတ်ပြီကျွန်တော်နီးလေးကိုဆက်ပြောမယ်။အဲဒီမိုးဆိုးရွှေရခင်းရောက်တဲ့အခါမှာမိမိအိမ်ဝင်တစ်ခါကိုဖွင့်ပြီးတော့မန္တလေးတစ်ခုယူရမယ်။အုံအရဟံလာဘန်သိတိဆိုတဲ့မန္တလေးကို29ခေါက်39ခေါက်ကိုကအချိန်ရတယ်ဆိုရင်ပရိတစ်ပတ်3ပတ်စိတ်ပြီးမှတကားကိုဖွင့်ပြီးကန်ကြမှစီဝါလက်လာပါတွေတိုးပွားပါစေကြောင်းဆုတောင်းပြီးမှအိမ်တကားပြန်ပိတ်ခြင်းနဲ့ပိတ်ဖို့ဗျာအဲ့လိုဆုတောင်းခြင်းအပြင်ဘာတွေဖြစ်လာမလဲဆိုတော့မိမိရဲ့ကြိုးစားနေတဲ့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာများကရခင်ကထက်ပိုပြီးကန်ကြမှဟုတ်လားကြီးပွားတိုးတက်လာဖို့ရှိပါတယ်အဲ့ဒါကိုနေ့စဉ်လှုပ်ဆောင်ရပါမယ်နေ့စဉ်လှုပ်ဆောင်မှုရတော့ဇာတ်လေးမှာပါတဲ့အချိန်အတိုင်းပြုလုပ်လှုပ်ဆောင်ခြင်းအဖြစ်မိမိတို့ရဲ့စီးပွားရေးတွေပုံမူပြီးတော့ကောင်းမွန်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်စွာတိုက်တွန်းပါတယ်ဗျာလုပ်ကြည့်ပါထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်မိုးဆူရွှေရကင်းမှာမိမိအိမ်ဝင်တကားကိုလှက်ပါမန္တန်လေးကိုရွတ်ဆိုပါတို့တို့အဖြစ်မိမိရဲ့စီးပွားလက်လာပါတွေတိုးပွားပါလိမ့်မယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကြည့်ချူသူပေါင်းတို့